Fighter Hero တွေနဲ့မြန်မာလူကြီးစော့ပြလိုက်တဲ့ Onyx Indonesia ရဲ့ Key Point ကဲအားလုံးပဲဒီတစ်ပတ်မှာတွေ့ဆုံခဲ့တဲ့ Indonesia MVS Season 15ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Onyx Indonesia အသင်းနဲ့ Navi အသင်းတို့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာတော့ Onyx Indonesia အသင်းကပဲ 2-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်ဒီပွဲမှာဆိုရင် Onyx Indonesia အသင်းရဲ့ Roma ဖြစ်တဲ့ Key Point အနေနဲ့ Fighter Hero တွေနဲ့အတူမြန်မာလူကြီးစော့ပြသွားပြီး Navi အသင်းကိုအနိုင်ယူခဲ့တယ်ဘယ်လိုမျိုးစောပုံစောပေါက်တွေနဲ့ကစားပြသွားလဲဆိုတာကိုဒီဗီဒီယိုကိုစောင်းအောင်ကြည့်လိုက်အဓိကပြောချင်တာကမြန်မာလူစောပြရဲဆိုတာအောက်ပလေးတွေ performance တွေအရင်ပြသတာမျိုးမဟုတ်ဘဲနဲ့မြန်မာလူကောင်းတိုးဝင်တယ်တစ်ဖက်အသင်းဟာစပယ်တွေကိုရအောင်ရလို့တောင်းတယ်စပယ်ထိတာမထိတာတဲ့အတင်းကောင်းတိုးပြီးချတာကိုပြောချင်တာဒီမှာဆိုရင်ကြည့်လိုက်တစ်ဖက်အသင်းဟာ join ကိုလူပီရဲ့ brand နဲ့ကျွန်တော်ခုနကပြောခဲ့လို့ key point ရဲ့ကတော့ကချာခေါင်းတိုးပြီး retrieve ပေါက်လို့မရအောင်စပယ်ဝင်သုံးတာရယ်ဒီမှာကန်ကောင်းလို့တာ Kyrie ကိုခလီယာနဲ့ဖိုးဘီယာတို့သွားထိုင်ထားလို့လားရီထရီမပေါက်လိုက်ရတာနှုတ်မို့ဆိုရင်ဒီမှာ Onyx Indonesia အသင်းရပဲတာတယ်ကိုရမှာဒီမှာတော့ Navi အသင်းရဲ့ဂိုးလိန်တာဖြစ်တဲ့ Curry အနေနဲ့တာတယ်ကိုရရှိသွားတယ်ဒါပေမဲ့တကယ်ဗတယ်လဲဆိုင်ရောတစ်ဖက်အသင်းက Navi အသင်းအနေနဲ့စပယ်တွေကတိတ်မရှိတော့တာဖြစ်တဲ့အတွက် Onyx Indonesia အသင်းရပဲဒီဗတယ်မှာဆိုရင်အသာသီးရခဲ့တယ်လို့ပြောလို့ရတယ်ဒီမှာဆိုလဲအဲ့လိုပဲမြန်မာလူကြီးခေါင်းတိုးပြီးဆိုင်တာတစ်ဖက်အသင်းကဂိုးလိန်တာကိုစက်ရဲ့ဇူရှင်းနေနဲ့ဖမ်းပေးလိုက်တာနဲ့အနောက်မှာဘက်ကစတန်တွေကအပြည့်ပဲလူပီရဲ့ဗဒန်ရဲ့ scale 2လည်းရှိလို့ key one ရဲ့ကတော့ကချာ scale 2ဖမ်းတာလည်းရှိရဲအဲ့တော့ဒီလိုမြန်မာလူကြီးဆိုင်နေတော့ Navi အသင်းအနေနဲ့ဘာမှလုပ်လို့မရဘူးစတန်တွေကညားတာဖြစ်တဲ့အတွက်ဒီမှာဆိုလဲ Hiroki 2ကောင်လောက်ထိပေးလိုက်ရတဲ့အပြင်မလိန်တာဝါကိုပါရရှိသွားတာဖြစ်တဲ့အတွက် Onyx Indonesia အသင်းအနေနဲ့တော်တော်လေးအဆင်ပြေခဲ့တယ်လို့ပြောလို့ရရဗျဒီမှာဆိုလဲကြည့်လိုက် key one အနေနဲ့တစ်ဖက်အသင်းကခါလီယာသူ့ကို ultimate သုံးပြီးခေါ်အောင်စပယ်တောင်းတယ်ပြေးနေတာကိုတော့ဆက်မပြေးပဲတမင်ကြီးရက်ပြီးစပယ်တောင်းတာဖြစ်တဲ့အတွက်တစ်ဖက်အသင်းကပေးရတယ်အဲ့တော့ကီပွားရဲ့ကတော့ကချာကိုပေးလိုက်ရတယ်ဆိုပေမဲ့ဒီချိန်မှာဗတယ်လဲထပ်ဆိုင်တော့စပယ်တွေတိတ်မရှိတော့တဲ့နာဗီအသင်းနေနဲ့ဗတယ်ကိုအရေးနှိပ်ခဲ့ပြီးတာဝါတွေပါထပ်ပေးလိုက်ရတော့ Onyx Indonesia အသင်းနေနဲ့အခုလိုမျိုးမြန်မာလိုကြီးဆိုင်တာတော်တော်လေးမိုက်တယ်လို့ပြောလို့ရရဗျဂိမ်း2မှာလည်းအဲ့လိုပဲကီပွားအနေနဲ့ဂိမ်း2မှာကျတော့ဗဒန်းကင်တာတယ်ဒီမှာဆိုရင်ကီပွားအနေနဲ့ level 2မရသေးတဲ့အချိန်မှာသူ့ရဲ့ scale 1နဲ့တပတ်တင်ကခါလီယာကိုနိုင်ရန်ကတ်အောင်ဖမ်းမိနိုင်တယ်အဲ့တစ်ခွက်ကတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရရဗျအနောက်မှာလည်း bucket damage ပါတော့အမှတင် fabulous ဆရတယ်နောက်ပြီးဒီမှာဆိုရင်လည်းကြည့်လိုက် key point ရဲ့ဗဒန်းအနေနဲ့တပတ်တင်က hero ကိုတွေ့တာနဲ့ပြတ်တာမပြတ်တာကြီးစိတ်ဝင်စားပဲမြန်မာလိုကြီးခေါင်းတိုးပြီးချတယ်ဒီမှာဆိုလည်း key point က scale 2နဲ့ ultimate ထိုးပေးလိုက်တဲ့အချိန်မှာနောက်မှာလည်း bucket damage တွေကအပြည့်ပဲအဲ့တော့ battle တွေမှာအခုလိုမျိုးမြန်မာလိုကြီးဆိုင်တာ Onyx Indonesia အသင်းအတွက်တော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ပြောလို့ရရဗျဒီဘက်တိုင်းမှာဆိုရင်လည်းနီးကက်ကြည့်မယ်ဆိုရင်တစ်ဖက်အသင်းကခါလီယာအနေနဲ့ ultimate သုံးပြီးဖမ်းတော့မှာအဲ့ဒါကို key point အနေနဲ့တခြားလူကိုသုံးလို့မရအောင်ခေါင်းတိုးပြီးတော့သူ့နားမှာပဲနေပေးတာရယ်အဲ့တော့ဗဒန်းကိုပဲဖမ်းသွားရတာဖြစ်တဲ့အတွက် Onyx Indonesia အသင်းရဲ့ဗလိုင်းတဲ့အထိ Navi အသင်းအနေနဲ့မရောက်တော့ဘူးအဲ့တော့ဒီလိုမျိုးပဲဘက်တရီကိုအတားသီးရအောင်မြန်မာလူကြီးဆိုင်သွားပြီး Onyx Indonesia အသင်းအနေနဲ့စော့ပြသွားပြီး Navi အသင်းကို 2-1 နဲ့အနိုင်ရရှိခဲ့တယ်ဒါကြောင့်ပဲတစ်ခါလေးမှာ performance တွေ outplay တွေအရင်မပြဘဲနဲ့အခုလိုမျိုးမြန်မာလူကြီးခေါင်းတိုးဆိုင်တာကလည်းတချို့ပွဲစဉ်တွေမှာအဆင်ပြေတယ်လို့ပြောလို့ရတယ်ဒါကြောင့်ပဲ Brown အနေနဲ့တစ်ခါလေးမှာ performance တွေအရင်ပြဖို့မစင်စားဘဲနဲ့အခုလိုမျိုးမြန်မာလူမျိုးကြီးပဲစော့လိုက်တာကလည်း Brown အတွက်မတုံးဝင်တယ်လို့ပြောချင်တယ်ဗျ